AYV ရနော်တို့တပြက်တိုင်းရဲ့ဆူညံပွက်တဲ့ခွဲကြပြဲကြစောကုန်ရတဲ့ရက်ွက်တဲ့ကအိမ်တော်ရှင်ရံပွဲလင်မယားနှစ်ယောက်ကြားမှာတရားချတတ်တယ်ခမားကတော့ပွက်စိတ်ရှာပါမယ်ဒက်စတီနဲ့အန်ကိုဖွင့်တဲ့လက်ခွဲများများညွှန်လင်းထားတဲ့ရက်ွက်တဲ့ကမင်္ဂလာဆောင်ပါလေရှောင်းမြတ်တဲ့အခါတော့ပြီးမယ်ခမားကတော့ဇက်လိုက်ကြောပါရောင်ချာဘဲ